တပြိုင်တည်းပေါ့နော်ခွဲလိုက်တဲ့နှလုံးကိုရှင်းပြတာပါဒါပထမတစ်လုံးပေါ့နော်သူ့ရဲ့အခွန်ကတော့ခွန်ရောင်လေးကတော့ဒီလိုလေးပါအနေထားလေးကတော့အတွင်းရလည်းဒီလိုအနေထားလေးပေါ့နော်အဲ့ဒါလေးကိုခွဲလိုက်တာဒီလိုမျိုးအရောင်နဲ့ထွက်လာတယ်ပေါ့နော်အမွားတော့ငါးမွာရပါတယ်မဆန့်လို့လေဒီမှာလည်းတစ်ခုပေါ့နော်ခွဲလိုက်လို့ဒီပေါ်မှာတင်ထားသေးတယ်နောက်တစ်ခုနဲ့ထည့်ရမယ်ပေါ့နော်ပြီးရင်ဒီလိုမျိုးတစ်မြောင်းကလည်းဒီမှာစားလိုက်ပါတယ်အဲဆိုတော့ဒီဟာပေါ့နော်စုစုပေါင်းဒီမှာ၄မြောင်းစားလိုက်တာလည်းဆို၅မြောင်းထွက်တယ်ပေါ့နော်ဒီလုံးကကြတော့သူ့ရဲ့အခွန်ကကြတော့ဒီမှာပေါ့နော်ဒီလိုလေးဖြစ်ပါတယ်ပြီးတော့ဒီမှာ6မြောင်းထွက်တယ်ပေါ့နော်ခုနကဒီဗီဒီယိုထဲမှာပြောတာ6မြောင်းထွက်တယ်အရသာတော့ချိုခါအရေးကြိတ်ပါတယ်ဒါကတော့အဲ့ဒီအရသာတူရင်းဒီဘူးနဲ့လိုက်ပေါ့နော်ဒီအရသာ2မျိုးနဲ့ဒီလိုနှစ်ပုံစံထွက်တဲ့တူရင်းဒီတွေရဲ့အခွန်ကိုဒါရှင်းပြထားတာပါဒီဘက်ကဒီလုံးရဲ့အခွန်ပေါ့နော်ဒီဘက်ကကျတော့ဒီဘူးတွေကတူရင်းဒီထွက်တဲ့အလုံးရဲ့အခွန်ဖြစ်ပါတယ်ဟုတ်ကျေးဇူးပါ